တချို့တို့ဒီနေ့ဘာလေးတင်မလဲဆိုတဲ့အခါကျတော့ CV form တစ်ခုကိုဘယ်လိုရိုက်မလဲ CV form ရိုက်နေပေါ့နော်အဲ့ဒါလေးကိုတစ်ချက်သင်ပေးပါမယ်အဲ့ဒါကတော့ဘယ်ထဲမှာလဲဆိုတော့ Microsoft Word ထဲမှာပေါ့နော် Microsoft Word ထဲမှာကျတို့ CV form လေးကိုဘယ်လိုရိုက်မလဲအလွယ်တကူလေးပေါ့နော်ဘယ်လိုလဲဆိုတဲ့အခါကျတော့ကျတို့အလုပ်တွေလျှောက်ကြတယ်အလုပ်တွေလျှောက်တဲ့အခါမှာ CV form တစ်ခုကိုကိုကကျွမ်းကျင်ကျင်လေးနဲ့ရိုက်တတ်ဖို့လိုတယ်လက်ရင်းနဲ့ရိုက်ပြီးရေးပြီးတော့ပေးတာနဲ့ကိုယ့်ရဲ့ကွန်ပျူတာလေးနဲ့ကိုယ့်ကိုစာစီပြီးတော့ပေးတာနဲ့မတူဘူး Microsoft Word ထဲမှာကျတို့တွေက CV form လေးတစ်ခုကိုရိုက်ရအောင်နော်ဘယ်လိုရိုက်မလဲဆိုတဲ့အခါကျတော့အရင်ဆုံးကျတို့ကစာမျက်ခင်မှာကျတို့ဘာအရင်ဆုံးသုံးပေးရလဲဆိုတဲ့အခါကျတော့ ruler ပေတံလေးကိုယူပေးရတယ်ပေတံဟာဘယ်မှာရှိလဲဆိုတော့ကျတို့တွေ view ထဲမှာရှိပါတယ် view ထဲက ruler ဆိုတဲ့ဟာလေးကိုအမှန်ချစ်လေးကိုချက်အမှန်ချစ်လေးဝင်နေရတွေ့ရတယ်နော်အဲ့ဒီအမှန်ချစ်လေးကိုပိတ်လိုက်ဒါဆိုရင် ruler ဒီပေါ်ဆုံးရဲ့ဘာတန်ဒီပေါ်ဆုံးကဘာတန်လေးမှာ ruler ပေတံလေးမရှိတော့ဘေးမှာလည်းပေတံလေးမရှိတော့တာတွေ့ရတယ်ဒါဆို ruler လေးကိုပြန်နှိပ်လိုက်ဒါဆိုရင်သူကပေတံလေးပေါ်လာလိမ့်မယ်ဒီပေါ်မှာလေးပါတယ်ပေတံလေးပေါ်လာတယ်ဒီဘက်ဘေးမှာလည်းပေတံလေးပေါ်လာတယ်ပေတံလေးပေါ်လာရဖြစ်တဲ့အတွက်ချေတို့က0ကနေ 6.40 ချေတို့စာရေးလို့ရတယ် name ကိုတော့ပုံမှန်အတိုင်းပဲရိုက်သွားမယ်လေချေတို့ NAME name လို့ရိုက်သွားတယ်ဒါဆိုရင်သူကဒီအဆက်ကလေးနေရာဟာဘယ်လောက်မှာထားလဲဆိုတော့3လောက်မှာထားမယ်အဲ့လိုချေတို့3လောက်မှာထားမယ်ဆိုရင်3ဆိုတဲ့နေရာလေးလေပေတံလေးပေါ်လေးပေါ့ဒီတစ်ချက်လေးထောက်လိုက်တစ်ချက်ထောက်ကြည့်လိုက်အဲ့နေရာမှာ L ပုံစံလေးပေါ်လာတွေ့ရတယ်အချက်မလို့ချင်ဘူးဆိုအဲ့ဒီခါလေးကိုဆွဲထုတ်လိုက်အချက်က2ကိုထောက်ရင် tab ခါ2ကိုသွားတယ်ပြန်ဆွဲဖြုတ်လိုက်ပြန်ပြောက်သွားတာတွေ့ရတယ်ဒါဆို share ကသူ့ကို3မှာထားကြည့်လိုက်မယ်3မှာထားလိုက်မယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ 3.5 မှာတစ်ချက်ထပ်နှိပ်ပေးလိုက်မယ်ဒါဆိုနှစ်ခုဖြစ်သွားတယ်ဒါဆို share name လို့ရိုက်တယ် tab တစ်ချက်ခုတ်ကြည့်လိုက်ဟောတခါလေးတက်ပြီးတော့3ကိုတခါလေးတက်ရောက်သွားတာတွေ့ရတယ်ဒါဆို share အဆက်ကလေးနှိပ်မယ်ပြီးရင် tab တစ်ချက်ထပ်ခုတ်မယ်နောက်တစ်ခုကရှင်းနာမည်လေးရေးမယ်ပြီး enter လေးဆင်းမယ် enter ဆင်းတယ်ဆိုရင်တော့အောက်ကြောင်းဆင်းသွားပြီ okay ဒါဆို further name ပြင်နာမည်ရေးတယ်ပြီး tab လေးခုံလိုက်တယ်ဟောဒါဆိုရင် तू ကအဆက်ကလေးနှိပ်မယ်shareနာမည်ရိုက်ထည့်လို့ blah 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 ပေါ့နော်ရိုက်ထည့်လို့ရတယ်ပြီး enter လေးခေါက်လိုက်တယ်ဒါဆို date of birth